တငယ်ချင်းတယောက်စီကို voice message ပို့ပြီးတော့ကိုယ့်အကူပြန်နှားထောင်ကြည့်တဲ့အခါမျိုးမှာငါအတန်ဘယ်လိုကြီးဖြစ်နေတာလဲဆိုတာမျိုးဖြစ်ဖို့ကြပါသလားတကယ်လို့ဖြစ်ဖို့ရဲဆိုရင်ဒါကမိတ်ဆွေတော်လည်းမဟုတ်ပါဘူးတော်တော်များဖြစ်ဖို့ကြတဲ့ကိစ္စပါသိပ္ပံပညာရှင်တွေကတော့ဒါကို voice confrontation လို့ခေါ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဘာလို့လူတော်တော်များကဒီလိုမျိုးကိုယ့်အတန်ကို recording လုပ်ပြန်နှားထောင်တဲ့အခါမှာကြိုက်ကြတာလဲဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကိုပြောပြသွားပါမယ်ဒီလိုမျိုး record လုပ်ထားတဲ့ကိုယ့်အတန်ကိုမကြိုက်ရတဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့အတန်ကိုပြန်ကြားရတဲ့လမ်းကြောင်းကနှစ်ခုကွာနေလို့ပါပထမတစ်ခုကတော့ air condition လို့ခေါ်တဲ့လေကားတစ်ဆက်လာတဲ့အတန်ကိုကြားရတာပါအဲ့ဒါကတခြားသူတွေစကားပြောနေတာကိုကျွန်တော်တို့ကြားရတဲ့ပုံစံမျိုးပေါ့အတန်လိုင်းတွေကလေတွေကနေတစ်ဆင့်ကျွန်တော်တို့ရဲ့နားစီကိုရိုက်ခတ်ပြီးအုံနောက်ကနေအတန်ဖြစ်ပြောင်းလဲပေးပါတယ် recording တွေကအတန်ကိုပြန်ကြားရတာဒီလမ်းတိုင်းကြားရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်စကားပြောတဲ့အချိန်မှာတော့ဒုတိယလမ်းကြောင်းဖြစ်တဲ့ဘုံ condition လို့ခေါ်တဲ့အယိုးကတစ်ဆင့်လာတဲ့အတန်ကိုကြားရတာပါစကားပြောလိုက်တဲ့အခါထွက်လာတဲ့တုံခါမှုတွေကကျွန်တော်တို့ရဲ့မေးရိုးနဲ့ဥကောင်းကုံရိုးတွေကတစ်ဆင့်အတွင်းနားစီကိုဓာတ်ရောက်သွားပါတယ်ဒီလိုမျိုးအယိုးတွေကနေဖြတ်သွားတဲ့အခါအတန်ရဲ့ low frequency နည်းအားဖြင့်ပြောရင် bass တန်ကိုပို့ပြီးတော့ပေါ်လွင်စေပါတယ်ဒါပေမဲ့ခုနလိုမျိုး recording ထဲမှာနားထောင်တဲ့အခါမှာတော့ဒီ bass တန်တွေကပျောက်သွားပြီးတော့လေတွေကတစ်ဆင့်လာတဲ့အတန်ကိုပဲကြားရတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ကနှစ်ပေါင်းများစွာကြောင်ကိုယ့်အတန်ကိုဩဇာရှိလို့မှတ်ယူထားတဲ့အတွက်ကြောင့်မလို့တကယ်အတန်ကိုပြန်ကြားရတဲ့အခါမျိုးမှာမကြိုက်ကြတာဖြစ်ပါတယ်ပညာရှင်တွေရဲ့အဆိုအရကျွန်တော်တို့ကကိုယ့်အတန်ကိုပို့ပြီးတော့စူးနေတယ်ဒါမှမဟုတ်ပို့ပြီးတော့တေးတယ်လို့ထင်တတ်ကြပါတယ်တဲ့ဒါပေမဲ့ဒီလိုဖြစ်ရတာကကျွန်တော်တို့အတန်စိုးလို့မဟုတ်ပါဘူးကိုမျောတင်ထားတဲ့အတန်ကိုပြန်ကြားရတာမဟုတ်လို့ဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့အတန်ထဲမှာပါနေတဲ့တခြား information တွေအကြောင်းပါဥပမာပြောရရင်ကျွန်တော်တို့စကားပြောတဲ့အခါမှာကိုယ့်ရဲ့စိတ်လှုပ်ရှားမှုဒါမှမဟုတ်ဒေါသဖြစ်နေတာဒီလိုမျိုးစိတ်ခံစားချက်တွေကိုဖုံးကွယ်ထားတယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့ recording ထဲမှာပြန်ကြားတဲ့အခါမှာအဲ့ဒီလေယူလေသိန်းတွေကိုပြန်ကြားရတဲ့သဘောမျိုးရှိပါတယ်ဒါကကိုယ့်ရဲ့အတွင်းစိတ်ကိုလူမိသွားသလိုမျိုးခံစားချက်ပေးနိုင်တဲ့အတွက်ကြောင့်မလို့စိတ်ထဲမှာရှက်သလိုမျိုးအားမလို့အားမရဖြစ်သလိုမျိုးဖြစ်တတ်တာမျိုးလည်းရှိပါတယ်ဒီနေရာမှာမေးစရာရှိတာကတခြားလူတွေကရောကိုယ့်အတန်ကိုခုနလို recording နဲ့အတန်မျိုးကြီးပဲကြားနေရတာလားဆိုရင်ဟုတ်ပါတယ်ဒါပေမဲ့မစိုးရိမ်ပါနဲ့သူတို့အတွက်ကတော့ဒါကိုနဲ့တွဲပြီးတော့မှတ်မိနေတဲ့ကိုယ့်ရဲ့ပုံမှန်အတန်ဖြစ်နေပါပြီကိုတယောက်တည်းရတာဒီအတန်ကိုထူးဆန်းနေတာဖြစ်ပါတယ်ဒီလိုဖြစ်တာကိုကြော်ဖြတ်ချင်ရင်တော့ကိုယ့်အတန်ကို recording ခဏခဏလုပ်ပြီးတော့ပြန်လာထောင်ပေးပါအုံနောက်ကကြာလာတဲ့အခါကျရင်ကျင်းသားရောက်လာပါလိမ့်မယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီနေ့ဗီဒီယိုကိုနှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့ဖိတ်ခေါ်ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြောစီချင်တဲ့ topic ရှိရင်လည်း comment မှာရေးပေးခဲ့ပါဦးနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်